ကြောက်လို့မင်းလာပါဒီခါမှာတော့ဆရာပိတ်တဲ့အတွက်ဖုံးဆွေနီးအရာကြည်မှန်ပေါ့နော်မှန်နေအိမ်မှာဘယ်လိုညာရေးထားမှလဲမှန်ကသုံးတက်ရင်ကောင်းကျိုးရတယ်မသုံးတက်ဘူးမထားတတ်ဘူးဆိုလို့ရှိရင်စိုးကျိုးကိုပေးစေတယ်ဒါကြောင့်ဆရာပိတ်တဲ့အတွက်မိမိတို့အိမ်ကမှန်တွေကိုဘယ်လိုနေရာမှာထားတယ်လဲနော်ထားပုံထားနေကျွန်တော်အဲ့ဒါလေးဖုံးဆွေနီးနဲ့လာပြောတာမှန်အောင်ပြီနော်ဆိုတော့မှန်ကဖုံးဆွေပညာရှင်တွေမှာသူကစိုးကျိုးအန္တရာယ်တွေကိုလည်းကာကွယ်ပေးတယ်တိုးတက်အောင်လည်းလုပ်လို့ရတယ်ဒါမသိလို့ရှိရင်စိုးမှစိုးလို့အဲ့တော့ပထမဆုံးမထားတဲ့နေရာတွေမှာကျွန်တော်အရင်ပြောမယ်မထားတဲ့နေရာကမိဖို့ကန်းထဲမှာမှန်ထားလို့မရအောင်မိဖို့ကန်းထဲမှာနော်အဲ့မှန်ထဲမှာမိဖို့ပုံရိပ်တွေ gas o တွေဟုတ်ပြီနော်လျှက်စစ်မိဖို့တွေမြေရရောက်ဆိုအပူနှစ်ဆတိုးမယ်မိဖို့ကန်းထဲမှာထားလို့မရအောင်ဒါပေမဲ့ထမင်းစပွဲမှာတော့မှန်ထားရမယ်ဟုတ်ပြီနော်ထမင်းအဲ့ဒါဆိုဒါဆိုကျွန်တော်တို့ကမိဖို့ကန်းထဲမှာထမင်းစားတာအဲ့ဆိုလို့ရှိရင်မှန်ကိုတေးချာချာချိန်ရမယ်ထမင်းစားနေတဲ့ဟင်းကွက်ပကံနေအဲ့မှန်ထဲမှာပေါ်နေအောင်အစာရည်သားနှစ်ဆတိုးတဲ့နမိတ်ပဲဟုတ်ပြီနော်အဲ့လိုပေါ်နေအောင်တေးချာချာချိန်ပြီးတော့မှထားပါဟုတ်ပြီနော်မိမိတို့အိမ်ထဲမှာထားတဲ့မှန်ထဲမှာအိမ်နာဘုံရေချိုးကန်းဘုံတွေပေါ်နေလို့ရှိရင်လုံးဝမကောင်းပါဘူးနောက်တခါအိမ်ထဲမှာထားတဲ့ဓာတ်တွေဖက်နှက်တွေပုံတွေမှန်ထဲမှာပေါ်နေလုံးဝမထားဘူးလုံးဝမကောင်းဘူးနော်ဟုတ်ပြီနော်အရင်အရေးကြီးပါတယ်မှန်ဟုတ်ပြီနော်ဆိုတော့နောက်စားတောက်ဆိုင်တို့ဈေးရောက်တဲ့လူတွေဆိုလို့ရှိရင်ကိုယ့်ရဲ့ငွေသိန်းနဲ့တက်တာငွေသိန်းကောင်တာကိုမှန်ထားရမယ်ဒါပေမဲ့မှန်ကိုသိချာချိန်ထားအဲ့တက်တာထဲမှာမှန်ပေါ်နေအောင်မှန်ထဲမှာsorry နော်တက်တာထဲမှာမှန်ပေါ်နေအောင်မှန်ထဲမှာတက်တာပုံရိပ်ပေါ်နေအောင်သိချာချိန်ထားရမယ်နော်ဟုတ်ပြီနော်ပါကောင်းတယ်တိတာရောင်းအောင်ဝယ်တွေကောင်းလာလိမ့်မယ်စီးပွားရေးတွေတက်လာလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့လက်မယားနှစ်ယောက်အိတ်တဲ့အိတ်ခမ်းထဲမှာတော့လုံးဝမှန်မထားပါနဲ့ခင်ဗျာမှန်ထားရင်လက်မယားနှစ်ယောက်ကွဲမယ်လက်မယားနှစ်ယောက်စိတ်ကျဉ်းနှံ့မှုမရဘူးအိမ်တော်ကြီးဒုက္ခမရပါဘူးခင်ဗျာပို့ဆိုတာတယောက်မဟုတ်တယောက်အိမ်တော်ကြီးဖောက်ပြန်ခြင်းပဲမှန်ထားတယ်ဆိုရှင်ရောဘယ်လိုလုပ်မှာအဲ့ဆိုရင်တော့လိုက်ကအနီရောင်နဲ့လုံးဝကာထားပိတ်ထားမှန်လေးကြည့်ချင်ကမှနည်းနည်းအပေါ်ပြန်လိုက်ကလေးကိုတင်ပြီးတော့မှကြည့်ပြီးရင်ပြန်ပိတ်လုံးဝမထားတာအကောင်းဆုံးပဲအိမ်လက်မယားနှစ်ယောက်အိတ်တဲ့အိတ်ခက်ထဲမှာတော့မှန်မထားတာအကောင်းဆုံးပဲပို့ဆိုတာမှန်အကြီးတော့ကိုအိတ်နေတဲ့ကိုလက်မယားနှစ်ယောက်တာဝါဒဆက်ဆံနေတဲ့ပုံတွေမှန်ထဲမှာပေါ်နေရဆိုရင်သွားပြီလုံးဝနမိတ်မကောင်းပါဘူးလုံးဝကိုမကောင်းပါဘူးเนาะအဲ့အိမ်တော်ကြီးကွဲဖို့များပါတယ်เนาะကွဲမယ်တယောက်မဟုတ်တယောက်အိမ်တော်ကြီးဖောက်ပြန်မယ်ခင်ဗျလက်မယားနှစ်ယောက်အိတ်တဲ့အိတ်ခက်ထဲမှာတော့မှန်လုံးဝမထားပါနဲ့ဟုတ်ပြီเนาะအဲ့တော့မိမိအိမ်ကိုဒီဖုံးဆွေပညာမှာမိမိနေထိုင်တဲ့အခန်းမိမိနေထိုင်တဲ့အိမ်ကိုပတ်ဝန်းကျင်ကအိမ်တွေရဲ့အစွန်းเนาะအိမ်ခေါင်ဖို့စွန်းတို့အိမ်တောင်စွန်းတို့တခုခုကနေပြီးတော့မှထိုးနေတယ်ကိုယ့်အိမ်ကိုတဲ့ထိုးနေတယ်ဆိုရင်ကိုယ့်အိမ်ကကန်ဆိုးမှုပေါင်းတွေကြက်လိုက်တယ်ဒါဆိုလို့ရှိရင်အဲ့ဘက်တွေကိုကြည်မှန်နဲ့လှည့်ချိတ်ထားလိုက်ဒါဆိုတန်ပြန်သွားသေးတယ်ကိုယ့်စီကိုမလာစီဘူးเนาะကိုယ့်စီကိုမကောင်းတဲ့ဓာတ်တွေမလာတော့ဘူးเนาะအဲ့မြားပုံစံအစိတ်မြားပုံစံအစွန်းတခုခုကကိုယ့်အိမ်ကိုတေးချာထိုးထားတယ်ဆိုလို့ရှိရင်အဲ့မှန်တဲ့ကြည်မှန်တဲ့ကာကွယ်ပေးရတယ်အဲ့တော့မိမိအဲကန်းထဲမှာမှန်ချိတ်မယ်ဆိုရင်တော့ကောင်းတယ်စီဝါဥစ္စာတိုးစေပါဒါပေမဲ့အဲ့အိမ်မှာရှိတဲ့အိမ်လူအိမ်သားတွေကရန်ဖြစ်ကြတယ်မတည့်ကြဘူးနေ့တိုင်းဂျီဘူးလောက်တယ်ဆိုရင်တော့မှန်မထားတဲ့အဲကန်းထဲမှာဒါဆိုလို့ရှိရင်စီဝါမတက်နိုင်ဘူးစီဝါကြောက်ပဲရှိတယ်ဟုတ်ပြီနော်ကြည်မှန်တော်တော်လေးအရေးပါပါတယ်နောက်မိမိတို့အိမ်မှာကြည်နေတဲ့ကြည်မှန်ကွဲနေရဆိုလို့ရှိရင်စွန့်ပြီးတော့မှအတစ်တစ်ချက်ဝယ်ပါကြည်မှန်မှာကွဲရချစ်ရတွေရှိရဆိုလို့ရှိရင်စိတ်တန်ရာတွေရမယ်စိတ်ယောဂါတွေရမယ်အဲ့ကွဲနေတဲ့ကြည်မှန်ကိုလုံးဝကြည့်လို့မရဘူးလုံးဝမကြည့်မိပါသေးနဲ့ဟုတ်ပြီနော်အဲ့တော့ဖုံးမှန်ကွဲမယ်ဆိုပို့ဆိုတာပေါ့ဖုံးမှန်ကွဲဖုံးကအမြဲတမ်းတွားနေတာဖုံးမှန်ကွဲလို့မရဘူးဖုံးစတစ်ကာကွဲနေဆိုတော့အတစ်လဲရတယ်ကြာတာပရိသတ်သမီးဖြစ်ပြီးတော့မှဖုံးမှန်ကွဲနေမယ်အိမ်မှာကြည်မှန်ကွဲနေမယ်ပြည့်မှန်နေကွဲနေမယ်ဆိုရင်ပို့ဆိုးပါတယ်အချီရင်ငွေကြေးအိမ်တော်ကြီးအကုန်ဆိုးပါတယ်ကြာတာပရိသတ်သမီးလည်းဖြစ်မယ်ဆိုပို့ဆိုးတယ်နော်ဟုတ်ပြီနော်မိမိတို့အိမ်ရှိပါရှိတဲ့ပြည့်မှန်နေဖုံနေတက်နေတယ်ပြည့်မှန်နေအယောင်မတောက်ဘူးဆိုရင်လားစီဝါရေးတပြည့်သေးရကြနေမယ်ငွေမဝင်တော့ဟုတ်ပြီနော်အိမ်မှာရှိတဲ့ကြည်မှန်နေရအရင်အရေးကြီးပါတယ်ခင်ဗျဒါကျွန်တော်သိတဲ့အတွက်ခေါင်းထဲပေါ်တာလာပြောတာပါဒါအပိုင်း1ပေါ့စိတ်ဝင်စားသူတောက်ဆိုသူများရင်ကြည်မှန်နဲ့ပတ်သက်ပြီးအပိုင်း2ကိုပြောမယ်နောက်ပြီးရေခဲတက်တာနဲ့ပတ်သက်ပြီးတော့မှပြောမယ်တောက်ဆိုသူများရင်ကျွန်တော်ထပ်ပြီးတင်ပေးမယ်ဟုတ်ပြီနော်တောက်ဆိုသူမများဘူးကြည်စုသူနဲတယ် share ပေးတဲ့လူနဲတယ်ဆိုရင်တော့ကျွန်တော်မတင်တော့ဟုတ်ပြီနော်ကျွန်တော်လည်းမအားလို့ပါအဲ့တော့ကျွန်တော်ပိတ်တဲ့တွေအတွက်အလုတ်ကိုင်းတွေကောင်းပြီးတော့မှငွေတွေဝင်လာဖို့အတွက်ဟုတ်ပြီနော်အလုတ်ကောင်းမှငွေဝင်ပါဦးအလုတ်မကောင်းမနဲ့ငွေမဝင်ဘူးအဲ့ဒါအမှန်တရားပဲအလုတ်ကိုင်းတွေအယောင်းဝယ်တွေကောင်းမှငွေဝင်မှာအဲ့ဒီအတွက်ဓာတ်စင်တာကိုယ့်ရဲ့အဲကိုင်းထဲမှာဓာတ်စင်တာပါဈေးရောက်တဲ့တွေဆိုဈေးရောက်တဲ့ကောင်တော်မှာတင်ထားဒါမျိုးကလည်းကျွန်တော်1000လောက်ရှိပြီစွန်းအိုးစီစွန်းအုပ်တနင်္လာရဲ့အမြင့်အညွတ်ဖြစ်တဲ့ဩဇာရနဲ့ထုထားတာပါစင်အိုး
အိုးစီစွန့်အုပ်ဟုတ်ပြီနော်ဒါဘလို့တင်ရမှာလဲဒီစွန့်အုပ်တဲ့ကိုပတ်သက်1000နဲ့ခောက်ထက်အပေါ်မှာအိုးစီတင်အိုးစီပေါ်မှာစွန့်အုပ်ကိုဒီလိုတင်စွန့်အုပ်ကအပေါ်ဆုံးကစွန့်အုပ်ဖုံးကိုလှက်လိုက်ဒီထက်မှာအကျွေစီလေးတစ်စီးလောက်တင်ထားမက်ဆီ9ပြားစီ10ပြားစီမူစီတိုက်တယ်လို့တင်လို့ရတယ်ထက်ထားအုတ်ထားနော်ကိုယ့်ရဲ့အလုပ်စဘောမှာတင်ထားလိုက်ဘာကားထားမှရွတ်ရမလို့အလုတ်ကိုင်းနေကောင်းပြီငွေတွေဝင်လာလိမ့်မယ်ဟုတ်ပြီနော်အဲ့ဒါကတော့ဒီနေ့အစုံ30ထပ်ရောက်ပါတယ် sorry အစုံ50ထပ်ရောက်ပါတယ်ဥရလူယူပါစွန်အိုးဒီစွန်ကတော့ကျွန်တော်ငွေကိုကြိုလွှဲရတာမဟုတ်လို့ကျွန်တော်ယုံမှမှာပါခင်ဗျာဟုတ်ပြီနော်မယုံမှမှာပါနဲ့ခင်ဗျာရှာပိတက်တွေလည်းအာယုံနောက်တယ်ကျွန်တော်လည်းအာယုံနောက်ပါတယ်နော်ကျွန်တော်ဈေးရောက်နေတာမဟုတ်ပါဘူးယုံကြည်မှုနဲ့လုပ်ပါကျွန်တော်ယုံမှမှာပါခင်ဗျာဟုတ်ပြီနော်ငွေကိုကြိုလွှဲရတာပါ TikTok Messenger နဲ့ Viber မှာလာမှာပါ Viber နံပါတ်ကျွန်တော်ရဲ့ TikTok file နဲ့ကိုဝင်ကြည့်လိုက်ပါဟုတ်ပြီနော်အခု90အဲ့ဒါဥရလူယူပါမှားတဲ့လူတွေကိုကျွန်တော်တစောင်းမုံလာပြီးနေညာပေါ်တဲ့စေးတော်ကြီးတယောက်တစ်လုံးထည့်ပေးမယ်စေးတော်ကြီးဒီစေးတော်ကြီးကဘလို့အသုံးပြုရမှာလဲအသုံးပြုမဲ့စာရွက်ခရီးပါထည့်ပေးလိမ့်မယ်ဟုတ်ပြီနော်အရေးကြီးကိစ္စတွေပြောစရာရှိရင်ကိုကပတ်ဆက်အကျွေးသွားတောင်းမှာပဲဖြစ်ဖြစ်ကိုကပတ်ဆက်အကူကြီးသွားတောင်းမှာပဲဖြစ်နှခမ်းပြားလေးမှာဆွတ်ပြောကိုပြောတဲ့မြအောင်မြင်တယ်ရောက်နေတဲ့ပြည်စီရောက်မထွက်လို့ကတော့ဒီစေးတော်ကြီးကိုတစ်ဆက်နှစ်ဆက်ခွက်တက်တဲ့မှာထက်တပြေညွန်လေးကန်းကောင်ညွန်လေးနဲ့ပဲဖြတ်ပြီးလုံးဝရောက်ထွက်တယ်ဟုတ်ပြီနော်လုံးဝရောက်ထွက်တယ်အဲစေးတော်ကြီးပေးမယ်နောက်အဆောင်ကပ်ပြားလေးတွေ6ကပ်ကျွန်တော်လက်ဆောင်ထည့်ပေးလိမ့်မယ်ဒါလက်ဆောင်ထည့်ပေးမှာဒါကငွေကြေးလက်လာပါတွေဆွန်လန်းစီမဲ့အဆောင်ပလက်စတစ်ကကလေးလောက်ပြီးစောင့်တာတွားလိုက်ရမှာစောင့်ဒါအန်ရီယကင်းတဲ့အဆောင်ဒါအပါမေဒိကစီစဉ်ကတွင်ကြအသုံးပြုခဲ့တဲ့ဂမ်ဘီယာအဆောင်တွေဒါအကျွေးရှိရင်အကျွေးကြေမဲ့အဆောင်ဒါကမိတ်ကောင်းဆွေကောင်းတွေပေါ်များစေမဲ့အဆောင်ဒါအသိကောင်းနမိတ်ကောင်းတွေကြိုတင်သိနိုင်သေးမဲ့အဆောင်ဒါကတော့မျက်နှာမြင်ချစ်ခင်စေမဲ့ပီယအဆောင်အဲ့အဆောင်6မျိုးကိုလည်းလက်ဆောင်ထည့်ပေးလိမ့်မယ်စွန်အိုဒီဆိုမှာဘူးတဲ့ပါတဲ့လူတွေကိုပေါ့နော်ဟုတ်ပြီနော်အာလီဒါကတော့မျိုးကြိုလွှဲရတာပါဒါကတော့စီးစိမ်ဌာနတွေတိုးပွားစေဖို့အတွက်ငွေအိတ်စီမံထားတာဩဇာရနဲ့ထုထားတယ်လက်ကိဖြစ်ဒီ9နှစ်ကောင်ကတော့ကျွန်တော်ဂန်းကော်ရနဲ့ထုထားတယ်ငွေအိတ်ဒါကတော့ကျွန်တော်လူတိုင်းအတွက်စီမံမပေးနိုင်ဘူးကျွန်တော်စီကနေပတိတွေအဆောင်တွေဖျောင်းနိုင်တွေမှားဘူးတဲ့လူတွေအတွက်ပဲရမယ်ဒါရတဲ့ပံအဆောင်ဟုတ်ပြီနော်စောစွန်အိုဒီစွန်ကလည်းရတဲ့ပံအဆောင်ဖြစ်ပါတယ်ဟုတ်ပြီနော်ဒါကငွေအိတ်အဲ့ငွေအိတ်ကိုဘယ်နေရာမှာထားရမလဲဆိုတော့ကျွန်တော်နှစ်လေးရပြန်ထားတယ်နော်တိုင်လုံးမှာလက်ခေါ်တဲ့နေရာဆိုတာရှိတယ်ကျွန်တော်နှစ်လေးရတက်တော့မှပြန်ထားတယ်ဟုတ်ပြီနော်အဲ့ဒါကျွန်တော်ဖိုင်တော့ဝယ်ကြည့်လိုက်ဒါတော့မှားတဲ့မှားယူပြီးတဲ့လူတွေရမှာဒီကောက်ကြားတယ်ဒီလိုငွေအိတ်အလုံး20ရဖို့တလားလောက်စောင့်ရတယ်ဟုတ်ပြီနော်ဒီချာလောက်ရတာပါဟုတ်ပြီနော်ဒါကတော့ပစ္စည်းမှားယူပြီးတဲ့လူတွေအတွက်ပဲရဟုတ်ပြီနော်ကြဲတော့ကျွန်တော်ပိတ်သက်ဒီအားလုံးအလုတ်ကိုင်းနေအယောင်းဝယ်တွေကောင်းကြပါစေရောင်းပန်းဝယ်ပန်းတွေပွန်လန်းကြပါစေအယောင်းဝယ်တွေတဲ့ကြပါစေသွားလန်းတာလို့လာလန်းချောက်ပြူးကြပါစေဘေးရန်တွေကင်းကြပါစေငွေကြည့်လက်လာပါများတနေ့တခြားတိုးပွားကြပါစေပေးစရာကြံ့ကြနေတဲ့ငွေအကျွေးတွေအများဆုံးပေးနိုင်ဆက်နိုင်ကြပါစေရစရာကြံ့ကြနေတဲ့ငွေအကျွေးများလည်းအများဆုံးလက်ဝယ်ပိုင်ပိုင်ရရှိကြပါစေစိတ်ရောကိုယ်ပါကျမ်းပါချမ်းသာကြပါစေဗျာ